တာကိုစားမလားမင်္ဂလာပါပထမအချက်အနေနဲ့ချက်သားကိုဒီပြက်ပြီးအစားအစာနဲ့တင်ခဲကိုအပားလိုက်ထည့်ပြီးထုတ်ပို့ပြီးရေခဲတစ်တာထည့်ကဂျုံမုံထည့်ကချက်ဥကိုထည့်ကကြော်ထားသောအပိုင်းများကိုထည့်ပြီးဒေအိုထည့်ကထောပတ်ထည့်ကတကြားထည့်နွားလို့ကိုရောမွေပြီးစားအနီနဲ့အသေးအတန်များကိုဒီပြက်ပြီးရောမွေလိုက်ပါနော်လာရအောင်ဇာတ်ချွေလူတွေကိုစားစီပြီးဇာတ်ချွေကဖြတ်တန်းရတာကိုနှစ်သက်တယ်ဘေကွန်တင်ခဲဂျိုဖုန်းတစ်ပွားပထမအချက်ကတင်ခဲနောက်မိကိုကတော့တင်ခဲကိုဖယ်ရှားပစ်ပါတင်ခဲကိုထုတ်ဖို့ဘေကွန်ကိုထပ်ဖြစ်ပြီးရောမိပြီးထည့်ပြီးကြော်ပြီးပျော့ပါပါစားပါပထမအချက်ကတင်ခဲနောက်မိကုန်တစ်ခုကတော့တင်ခဲကိုဖယ်ရှားပြီးတင်ခဲထုတ်ဖို့ဘေကွန်ကိုလောင်းပါပေါင်းထည့်၍ရောမွေပြီးရေထည့်ကြော်ကစားသုံးနိုင်ပါပြီပထမမိကွန်ကချိတ်နဲ့ပတ်သက်တဲ့မိကွန်တွေကိုသဘောကျခဲ့တဲ့နောက်မိကွန်ကတော့တင်ခဲကိုဖယ်ထုတ်ပါချိတ်နဲ့လောင်းချပေးကွန်တင်ခဲကိုထုတ်ဖို့ပေးကွန်ကိုထပ်ဖြစ်ပြီးရောမွေပြီးထည့်ပြီးကြော်ပြီးနောက်အဝိုင်းမှာပျော့ပါပါမှာវាជាមួយអាហារមួយមុខជីស៊ីហើយអ្នកមិនគិតយើងទទួលបានវេទិកាសម្រាប់របៀបក្រុមសម្រាប់ចម្លើយពេលនេះដល់ពេលដែលយើងត្រូវលើកវាឡើងដើម្បីតែដៃពេលនេះវាជាការហូបបាត់បង់ការផ្សាយបន្តជួបគ្នាពេលក្រោយហើយជួបគ្នាពេលក្រោយ